အမေမင်္ဂလာပါဒီနေ့လေးလာတင်ပြချက်လေးမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးတော့ပါမယ်ကျင့်ဝတ် ethics ဆိုတာကိုလူတွေကိုချုပ်ချယ်ထားတဲ့စီးမြင်တယ်လို့မမြင်ပဲစိတ်ကိုအေးချမ်းစေတဲ့ကိုခွန်အားပေးတဲ့အတွင်းစိတ်ကအိမ်မြောင်လေးအခုအနေနဲ့ပြောင်းလဲရှုမြင်ပြီးလေးလာချကြပါမယ်ဒီတော့ဒီနေ့ကျွန်တော်အဓိကလေးလာသွားမယ့်အပိုင်းတွေကတော့အပိုင်းတစ်ကျင့်ဝတ်များကြီးအနိတ္တရအပိုင်းနှစ်အသက်ထက်မြတ်နိုးအပ်သောကိုကျင့်တရားအပိုင်းသုံးအခြေခံစောင့်ထင်းရမယ့်ကျင့်ဝတ်များအပိုင်းလေးလူမှုကျိုးနဲ့သဘောဝဘဝဝင်ခြင်းပြီးတော့နောက်ဆုံးအပိုင်းကအနေနဲ့ဖြောင်းမှတ်တည်ကြည်မှုရဲ့အကျိုးကျေးဇူးဆိုတာအပိုင်းပဲဖြစ်ပါတယ်ကဲဆက်လိုက်ကြအောင်ဟုတ်ပြီပထမဆုံးအပိုင်းတစ်ချစ်တဲ့ကျင့်ဝတ်များရဲ့အနှစ်သာရဆိုတဲ့အပိုင်းကိုတွားလိုက်အောင်ဘုရားဘာသာစာပေမှာကိုကျင့်တရားရဲ့အခြေခံအုံမြစ်ကိုဘယ်လိုများထူးထူးခြားခြားဖွင့်ဆိုထားတယ်လဲဆိုတာကြည့်ကြအောင်ပါတီလာကိုအထေးဖက်ဖွင့်ရရင်သူကရည်ရွယ်ချက်ရှိရှိနဲ့ပြုမှုတဲ့အပြည့်အဝကောင်းမွန်တဲ့အပြုမှုပါပဲဒါလူတိုင်းမှာရှိလေမွေးရပါကျင့်ဝတ်ဆိုင်ရာအိမ်မြောင်တစ်ဖွဲ့ဖြစ်ပြီးတော့တဟာဇာတာဖြစ်မှုတည်ငြိမ်မှုနဲ့ကိုထိန်းချောင်းနိုင်မှုတွေကိုလွှဲခြုံထားပါတယ်စိတ်ကိုဖြူစင်းတန့်စင်စေဖို့ဥဆောင်ပေးတဲ့အရာပေါ့ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ရှင်ကြလေးတစ်ခုရှိပါတယ်အနောက်တိုင်းရဲ့ morality အမြင်မှာကြတော့ပြင်ပကတတ်မှတ်ထားတဲ့စီးမြင့်တွေကိုမဖြစ်မနေနာခံရတာမျိုးလည်းမြင်ကြတယ်ဒါပေမဲ့ဗုဒ္ဓဘာသာရဲ့တီလာဆိုတာကအတင်းကျပ်နာခံရတဲ့အရာမဟုတ်ပါဘူးဆင်းရဲဒုက္ခတွေကိုတားဆီးပေးနိုင်တဲ့ကျွမ်းကျင်လင်မောင်မှုရှိတဲ့အပြုအမူတွေကိုပြုစုပြောင်းထောင်တာမျိုးပါဆိုလိုတာကအပြုအမူတွေကိုတင်းကျပ်တဲ့အကောင်အဆိုးဆိုတာထက်ကျွမ်းကျင်မှုရှိခြင်းမရှိခြင်းဆိုတဲ့ရှုထောင့်ကနေမြင်တာဖြစ်ပါတယ်တတိုးလေးကိုသဘောကျစရာကောင်းတဲ့အမြင်ပါပဲဒါကိုမဟာရာဟူလောဝါဒတို့ကရှင်းရှင်းလင်းလင်းပြသနေပါတယ်ကိုနှုတ်စိတ်အပြုအမူတစ်ခုဟာကိုအတွက်ဖြစ်စေသူတစ်ပါးအတွက်ဖြစ်စေဆင်းရဲဒုက္ခကိုဖြစ်စေတယ်ဆိုရင်အဲ့ဒီအလုပ်ကအကုသိုလ်ဖြစ်တယ်လို့ဆိုထားပါတယ်ဒါဟာကျင့်ဝတ်ရဲ့အဓိကတိုင်းတာမှုပေတမ်းပါပဲပတ်သက်ဆက်နွယ်နေသူအားလုံးရဲ့ဆင်းရဲဒုက္ခကိုရှော့ချဖို့ဆိုတဲ့ချက်ကအရေးကြီးဆုံးဖြစ်နေလို့ပါပဲကဲအပိုင်းလေးကိုဆက်သွားကြအောင်မယ်အသက်မဲ့နှုံတော့ကိုချင်းတရားဒီတော့အရေးကြီးဆုံးမင်းကုန်းတစ်ခုပေါ်လာပြီအခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ရဲ့ဒီအတွင်း site email လေးကိုတကယ်တော့ဘယ်လောက်ထိတန်ဖိုးထားရတယ်လဲဆိုတာပါပဲတာမန်လူတွေနဲ့သူတော်ကောင်းတွေရဲ့ကွာခြားချက်ကကြီးနေရမှာပေါ်လာတာပါတာမန်လူတွေကလပ်လာပါလေတခုတွေ့ဒါမှမဟုတ်ကိုယ့်အသက်ကိုယ့်ခန္ဓာကိုကာကွယ်ဖို့အတွက်ကိုချင်းတရားကိုလွယ်လွယ်ကူကူပဲစွန့်လွတ်တတ်ကြပါတယ်ဒါနဲ့မဲ့သူတော်ကောင်းတွေဖျားလောင်းနေကြတော့သူတို့ရဲ့ကိုချင်းတရားဆောင်ထိမှုကိုအမြင့်အမားဆုံးနဲ့အကာအကွယ်ပေးရမယ့်အရာဖြစ်ရှုမြင်ကြတယ်ဒါကြောင့်ပစ္စည်းဥစ္စာခြေလက်အင်္ဂါနဲ့အသက်ကိုယ်တောင်စွန့်လွတ်ဖို့ဝင်မလေကြပါဘူးဇတ်တော်ကြီးဆယ်ဝက်တွေကဘူရီရတနဂါမင်းဇတ်တော်ကိုကြည့်ရင်ရှင်းပါတယ်နဂါမင်းကြီးဟာအလံပိုက်သမားရဲ့ဖန်စီရိုက်နှက်မှုကိုခံရခြင်းပါသူ့ရဲ့တန်ခိုးကြောင့်တစ်ဖက်သားတေးကြီးပျက်စီးသွားမှာစိုးလို့မျက်စိကိုစုံမိတ်ထားခဲ့ပါတယ်ပစ္စည်းဥစ္စာပဲကုန်းကိုအသက်ပဲ့သေးသေးစီလာကိုတော့အပြက်မခံဘူးဆိုတာကိုလက်တွေ့တိတ်တိတ်ပြဲသေးတာပါတကယ်ကိုလေးစားအတူယူဆရပါပဲဟုတ်ပြီအပိုင်းသုံးအခြေခံစောင့်ထင်းရမည်ကျင့်ဝတ်များဒီလောက်မြင်မာလာတဲ့ဖြောင်းမတ်တည်ကြည်မှုအဆင့်ကိုမိမိတို့ရဲ့နေစဉ်ဘဝမှာထင်းထင်းနိုင်ဖို့ဘလို့လက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေရှိနေတယ်လဲဆိုတာဆက်ကြည့်ကြရအောင်အားလုံးယဉ်နီးပြီးသားဖြစ်တဲ့ဒီရွှေရောင်စီးမြင့်900တနည်းအားဖြင့်9ပါးဒီလာဆိုတာတကယ်တော့အထက်ကနေအမိန်ပေးထားတဲ့ဥပဒေတွေလုံးဝမဟုတ်ပါဘူးပျော်ရွှင်ပြီးပူပန်မှုကင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ကိုယ်တိုင်စံတဲ့အလျောက်စောင့်တည်ရတဲ့ကျင့်ဝတ်တွေတာဖြစ်ပါတယ်ဒီအခြေခံစီးမြင့်တဲ့အပြင်ဗြဟ္မာဆော်ယူတရား၄ပါးဖြစ်တဲ့မေတ္တာကရုဏာမုရိတာဥပေက္ခဆိုရဲမြင့်မြတ်တဲ့စိနေစိတ်ထားတွေကိုပါတရားဘာဝနာကတဆင့်ဖြူးထောင်ဖို့လိုပါတယ်ဒါမှသာမိမိတို့ရဲ့အပြုအမူတွေကိုပြောင်းလဲစေပြီးလောဘနဲ့ဒေါသလိုဖျက်ဆီးတတ်တဲ့စိတ်ခံစားမှုတွေကိုအမြင့်ပြတ်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်မိမိကိုယ်ကိုစောင့်ရှောက်သူဟာသူတစ်ပါးကိုစောင့်ရှောက်ရရောက်တဲ့ဆိုတဲ့ဒီရှေးဟောဆိုရိုးစကားလေးကအလွန်လှပပါတယ်အတိတ်ဘက်ကတော့ရှင်းပါတယ်ဒီကျင့်ဝတ်၅ပါးနဲ့ဗြဟ္မောဆိုတင်အားတွေကိုတိချပေါက်ကျင့်သုံးလိုက်တဲ့အခါမိမိဘေးနားကလူတိုင်းအတွက်လုံခြုံပြီးယုံကြည်ရတဲ့ပတ်ဝန်းကျင်တစ်ခုကိုအလို့အလျောက်ဖန်တီးပေးပြီးသားဖြစ်သွားတာပါပဲအပိုင်းလေးလူမှုအကျိုးနဲ့တဘာဝပတ်ဝန်းကျင်ဒီပိုင်းမှာတော့လူတအုပ်ချင်းစီရဲ့ကျင့်ဝတ်ကနေမိမိတို့အားလုံးနေထိုင်ရာကဘာကြီးသည်ဘယ်လိုခြေဖြန့်စွာဆက်ဆက်နေလဲဆိုတာကိုကြည့်သွားမှာမယ်ဒီနေရာမှာအင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့မင်းဟိုတစ်ခုပေါ်လာပါတယ်ရာဒီယိုတို့ပြောင်းလဲမှုလူဖွဲ့စီပျော်ကွဲမှုလိုမျိုးခေတ်သစ်ကဘာကြီးရဲ့ကြီးမားလာတဲ့ပြဿနာတွေကိုကိုချင်းတရားကဘလို့များတိတိကျကျဖြေရှင်းပေးနိုင်မှာလဲဆိုတာပါပဲဒီအချက်ကိုစကွက်တိဟာနာတာတော့လို့ဘုဒ္ဓဘာသာစာပေတွေမှာအောစရာကောင်းလောက်အောင်ရှင်းပြထားပါတယ်လူသားနဲ့တဘာဝပတ်ဝန်းကျင်ဆိုတာထိခြားစီမဟုတ်ပါဘူးတဲ့လူသားရဲ့ကိုချင်းတရားတွေလောဘနဲ့မောဟကြောင့်ယိုယင်းလာတဲ့အခါတဘာဝတရားရဲ့နိယာမတွေပါလိုက်ပြီးဖောက်ပြန်လာတတ်ပါတယ်အဲ့ဒီကနေတစင်ဂီယာစနဲ့ပျက်စီးမှုတွေယာဒီဥတုဖောက်ပြန်မှုတွေနဲ့အငတ်ပြေးတွေလိုကတ်ဆိုးကြီးတွေကိုတိုက်ရိုက်ဖြစ်ပေါ်စေတာပါနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းကဖြောင်းမတ်တည်ကြည်မှု၏အကျိုးကျေးဇူး
ကဲအခုဆိုရင်တီလာကန်နေရရှိလာတဲ့အရေးကြီးဆုံးလူမှုရေးတာမှုဖြစ်တဲ့ဖြောင့်မတ်တည်ကြည်မှု integrity အကြောင်းကိုလေ့လာကြည့်ပါမယ်ဖြောင့်မတ်တည်ကြည်မှုဆိုတာလွယ်လွယ်ပြောရရင်တော့ဘယ်သူမှမကြည့်နေရင်တောင်မှမှန်ကန်တဲ့အရာကိုရွေးချယ်လှုပ်ဆောင်ခြင်းပါပဲ ပြန်ကြားရေးဝန်ကြီးဌာနကဖော်ပြထားတဲ့ပညာရှင်ကြီးဆိုခရတီရဲ့စကားလေးကိုကြည့်လိုက်ပါကျမရဲ့ဆုံးရှုံးတဲ့အခါတဆုံးတရားကိုသာဆုံးရှုံးရတယ်ဒါပေမဲ့ကိုကျင့်တရားဆုံးရှုံးသွားရင်တော့ဘဝတစ်ခုလုံးကိုဆုံးရှုံးရတယ်တဲ့ကိုကျင့်တရားတနည်းအားဖြင့်ဖြောင့်မတ်တည်ကြည်မှုဆုံးရှုံးသွားခြင်းဟာလူသားတစ်ယောက်ရဲ့အခြေခံတန်ဖိုးဖြစ်တဲ့ဘဝတစ်ခုလုံးဆုံးရှုံးသွားခြင်းပါပဲလို့ထင်ရှားစွာမိမောင်းထိုးပြထားတာပါ စစ်မှန်တဲ့ဖြောင့်မတ်တည်ကြည်မှုဆိုတာတကယ်ကြီးမားတဲ့လုပ်ရကြီးတွေမှမဟုတ်ပါဘူးကတိတီတာပိုပါလာတဲ့ဖြစ်စီကိုပြန်ပေးတာတငယ်ချင်းရဲ့လူ့ဝတ်ချက်ကိုထိန်းပေးတာကိုမကိုသူတစ်ပါးပေါ်မပုံချတာစတဲ့နေ့စဉ်ပြုမှုနေတဲ့တင်ငယ်လာတဲ့မမြင်ရတဲ့ကျင့်ဝတ်လေးတွေကနေကျွန်တော်တို့ရဲ့စာရိတာကိုခိုင်မာအောင်တိဆောက်သွားတာဖြစ်ပါတယ် ဒီနေ့စဉ်ကျင်ဝဲလေးကိုလိုက်နာဟိုးပြကွက်တဲ့အခါဖြတ်လန်းကလိုက်တာတွေလာပေးလာပြူလောက်တာတွေနဲ့လုတ်ပိုင်ခွင့်အလွဲထုံးစားလောက်တာတွေစီကိုရင်းလင်းမြန်ပဲကူးဆက်သွားတာပါတယ်အဲ့ဒီကနေတဆင်နိုင်ငံတနိုင်ငံလုံးကိုနောက်ဆုတ်သွားစေတဲ့စနစ်တကျအကတိလိုက်စားမှုကြီးဖြစ်လာတာပါပဲဒါပေမဲ့ဖြောင်းမှတည်ကြည်မှုရှိတဲ့အခါမှာတော့တရားမျှတပြီးဖွံ့ဖြိုးတိုးတက်တဲ့လူဖွဲ့စီကိုတေချာပေါက်တည်ဆောက်နိုင်မှာပါ ဒါကြောင့်အဓိကမှတ်သားထားမယ့်အချက်ကတော့ဒါပါပဲလူတဦးချင်းစီကနေနိုင်ငံအဆင့်ထိဒီလိုဖြောင်းမှတည်ကြည်မှုတွေဒါတကယ်ရှင်သန်ကြီးထွားလာမယ်ဆိုရင်မိမိကိုရဲ့အတွဲစိတ်ကအထိအိမ်မြောင်းလေးဟာခိတ္တကဘာကြီးရဲ့အချက်အသေးတွေကိုကုစားပေးနိုင်မယ်အကောင်းဆုံးစေးတစ်ခွက်ဖြစ်မလာနိုင်ဘူးလားဒီမျိုးလေးကိုစဉ်းစားရင်းနဲ့ပဲဒီနေ့လေးလာတင်ပြချက်ကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါစီအားလုံးပဲကျေးဇူးတင်ပါတယ်